ဒီနေ့ပစ္စည်းလာဝယ်တဲ့ customer 10ယောက်ကိုနောက်လာမှပြန်ဆက်သွယ်နိုင်ဖို့မိတ်ဆွေစီမှာအသင်းရှိနေတဲ့ data ဘယ်လောက်ရှိလဲစာအုပ်ထဲမှာပဲမှတ်ထားတယ်ဆိုရင်တော့အဖြေကတုံညပါပဲ data တွေကိုစာအုပ်ထဲမှာရေးမှတ်တာဒါမှမဟုတ်ဒီ chat box ထဲမှာပဲဒီတိုင်းထားခဲ့တာကဒီ client တွေကိုနောက်ထပ်ပြန်ရောက်ရမယ့်အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးစေပါတယ်ဆိုတော့ဒီ client တယောက်ရလာပြီဆိုတာ ਨੇ အဲ့ဒီ client ရဲ့ဒီ information တွေအကုန်လုံးကိုကျွန်တော်တို့မှတ်သားထားဖို့လိုပါတယ်တကယ်စနစ်ကျတဲ့လုပ်ငန်းတွေကဒီ customer တယောက်ရလာပြီဆိုတာ ਨੇ data တွေကိုစာအုပ်ထဲမှာပဲရေးမှတ်တာမျိုးတွေမလုပ်တော့ပါဘူးဆိုတော့ဝန်ထမ်းက Telegram ကနေဒီပို့လိုက်တာ ਨੇ ဒီ Google Sheet database တွေကိုအလိုလျောက်ဝင်သွားတယ်ဒီ AI automation တွေကိုသုံးပြီးတော့လုပ်ငန်းကိုစနစ်ချနေတာမျိုးတွေလုပ်နေကြပါပြီဆိုတော့မိတ်ဆွေရဲ့လုပ်ငန်းမှာရောဒီလို customer data တွေကိုဆုံးရှုံးမှုမရှိအောင်ဒီလိုစနစ်မျိုးတွေဒီတက်ဆင်နေဆိုရင်တော့ကျွန်တော်တို့ profile အောက်က bio မှာရှိတဲ့ Telegram link ကနေတဆင့်မိတ်ဆွေရဲ့လုပ်ငန်းအတွက်အခမဲ့လုပ်ငန်းစစ်ဆေးမှုတွေကိုရယူနိုင်ပါတယ်